ဘယ်ဆိုင်ပြောင်းပြောင်းနဲ့လိုက်အားပေးရမှာဒို့တာဝင်းနဲ့ကျေးဇူးတင်ပါတယ်ရှင်ဘသူရဲ့ဆိုင်လေးကကြတော့အရင်ဆိုင်ဟောင်းနေရလေးကြောက်တိုင်ကွေကိုပြန်ပြီးတော့ပြောင်းသွားပြန်ပြီပေါ့နော်ဟုတ်တယ်မသူတို့ရဲ့ဆိုင်ကန်းကားဘဝတွေကလေအရန်ကိုဒုက္ခရောက်တယ်တိလားကစတမာတွေကလည်းကျေးဇူးတင်စရာကောင်းလာအောင်ကိုပဲဘယ်နေရာရောက်လေးတကယ်လိုက်ပြီးအားပေးရတဲ့အတွက်မသူချိုက်ကလည်းအများတန်းကျေးဇူးတင်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့လေမသူဆိုင်ပြောင်းအထိမ်းမှန်လေးနဲ့လေ promotion လေးတွေရဲ့လက်ဆောင်လေးတွေရဲ့တိတ်မကြခင်မှာပေါ့နော်မသူစီစဉ်နေတော့လေးပဲရှိသေးတာမလို့ပေးဖို့လေးရှိပါတယ်တကယ်ကိုကျေးဇူးတင်တာအများတန်းအဲ့တိုင်းပဲမသူမျိုးတစ်ကိုမသူရဲ့ဆိုင်လေးပြောင်းသွားတဲ့အခါကျတော့လေမျိုးတစ်ကိုတကယ်ကိုတကူးခါလိုက်ပြီးတော့ဟဲကြောက်တိုင်ဆိုင်လေးမဖွင့်တော့ဘူးလားလိုက်ခဲ့မဲဆိုပြီးလိုက်ပြီးအားပေးကြပြန်ရောအခုလေရောက်တော့အမရေဆိုင်ဟောင်းနေရာလေးတွေပြန်ပြောင်းပါပြီဆိုပြီးတော့ဒီရက်ပိုင်းမှာမသူစပြီးတော့ပြောင်းလာတယ်အဲ့ခါကျတော့လေဟဲညီမလေးဒီနေရာပြောင်းလာပြီလားဆိုပျော်ပြီးတော့တကယ်ကိုလာအားပေးကြတာပေါ့နော်တကယ်ကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးပြောတဲ့အတွက်လည်းတကယ်လည်းအားရှိရပါတယ်မသူမှာပေါ့နော်ဘယ်နေရာပြောင်းပေါ့တော့ဆိုင်ကန်းကားဘဝမလွတ်သေးသေးတော့ဒီလိုမျိုးလေးပဲပြောင်းနေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပြီးတော့လေအခုလိုမျိုးလေးအားပေးကြပါအောင်လို့အခုလိုမျိုးလေးပြောပြရတဲ့အတွက်လည်းတကယ်လည်းကျေးဇူးတင်ပါတယ်ရှင်ကဲမသူဒီကြီးစံကပတ်လေးရောင်းလိုက်ပါအောင်မယ်နော်ဒီကြီးစံကပတ်လေးကကြတော့မသူစီမှာအနက်ရောင်တီးတန့်ကြိုက်တယ်ဆိုတဲ့သူလေးတွေအတွက်ကိုအနက်ရောင်တီးတန့်လေးလည်းတင်ပေးထားပါတယ်ရှင်ဒါလေးကကြတော့ကြီးစံကပတ်ကိုမှပုံစံ2မျိုးလေးပါတယ်ပေါ့နော်ပုံစံ1မျိုးမှာကြတော့21တောင်ပဲပါမယ်နောက်ပုံစံ1မျိုးမှာကြတော့25တောင်ပါတဲ့ကြီးစံအရေအတွက်လေးကွာတာပေါ့နော်21တောင်ပါတဲ့ကြီးစံကပတ်လေးကကြတော့တစ်ခုကို2000နဲ့ရောင်းပေးထားပါတယ်ရှင်ကြီးစံကပတ်25တောင်ပါတဲ့ကပတ်လေးကကြတော့တစ်ခုကို2000ခွဲနဲ့ရောင်းပေးထားပါတယ်ရှင်အဲ့တော့ကြိုက်တာမျိုးကိုရွေးလို့ရတယ်အမရေဘလို့မျိုးကကွာလဲဘလို့မျိုးလေးတွေကိုရွေးချယ်ပြီးတော့ပတ်တင်လဲဆိုလို့ရှိရင်တော့ main ကလေးတွေဆိုလို့ရှိရင်သူကခါလေးလဲသေးတယ်သေးတဲ့အခါကျတော့ကြီးစံ21တောင်ပါတဲ့သေးတဲ့ကပတ်ပေါ့နော်သေးတယ်ဆိုတာကပတ်အရွယ်စားသေးတာမဟုတ်အရှည်လေးနည်းနည်းလေးတိုသွားတာပေါ့နော်အဲ့လိုမျိုးဟာမျိုးဆိုရင် main ကလေးတွေကပတ်ယောက်ျားလေးတွေကြတော့ခါလဲကြီးရတချို့ကြတော့ဘေးတစ်စောင်းလေးပတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးစံ25တောင်ပါတဲ့ရှည်တဲ့ကပတ်ကိုရွေးချယ်ပြီးတော့တက်တင်တယ်ပေါ့နော်ဒါလေးတွေကကြယောက်ျားလေးလည်းတက်လို့ရတယ် main ကလေးလည်းတက်လို့ရတယ်အခုလိုမျိုးလန်းလန်းလေးတွေမိုက်ကလေးတွေပေါ့နော်အခုလိုမျိုးကြီးစံကပတ်လေးတွေကကြရာခဲ့တယ်မေသူချွတ်တဲ့ဆိုင်မှာကြတော့အယောင်တွေလည်းစုံနေပြီးဒီဇိုင်းတွေလည်းစုံနေဒါကကြတော့အနက်တီးတန့်လေးပြထားပါတော့အခြားအယောင်လေးတွေလည်းရှိပါတယ်ရှင်အခြားအယောင်လေးတွေကိုလည်းမေသူဗီဒီယိုထဲမှာတင်ပေးထားတယ်ပြီးတဲ့အခါကျကြီးစံကပတ်ကကြတော့ဟဲအတူကြီးလားအစစ်ကြီးလားတွေဘာတွေဗျံပရာတွေရှောက်မေးထားတဲ့ဟာလည်းအများကြီးပဲရှိတယ်အဲ့ဒါတွေအကုန်လုံးကိုလည်းမေသူဖြည့်ပေးထားပါတယ်ရှင်ဒါလေးတွေကကြတော့မေသူတို့ဆယ်လီတော်တော်များများဆိုလို့ရှိရင်လည်းကပတ်လေးပတ်တယ်ကပတ်အဲ့မေသူတို့လေပလုတ်တုတ်ကညီမလေးတွေဆိုလို့ရှိရင်ကပတ်ကိုလေသူတို့ကခါးမတောင်ပတ်တာမဟုတ်ဒီလိုမျိုးရင်ပတ်နေရာမျိုးတွေပတ်တယ်ဒီဇိုင်းထွင်တယ်လို့ပေါ့နော်မိုက်ကလေးတွေဟော့ညီမလေးတွေအခုဆယ်ကျော်အရွယ်လေးတွေအရန်ကြိုက်ကြတဲ့ဒီဇိုင်းလေးတွေကိုမေသူတင်ပေးထားတာဖြစ်ပါတယ်ရှင်။ तू ကဒီကြီးစံကပတ်လေးတွေမှာဆိုလို့ရှိရင်ကြီးစံတောင်လေးတွေကဘာလေးနဲ့လှုပ်ထားလဲဆိုတာမှအစမေသူအကုန်လုံးတွေကိုနောက်မှာဗီဒီယိုချင်းလေးတပုတ်ချင်းလေးနဲ့ပေါ့နော်ရှေ့တွေမှာတင်ပေးထားတာရှိရမေသူရဲ့အကောင့်ထဲကိုဝင်ကြည့်ရဆိုလို့ရှိရင်တွေ့ပါလိမ့်မယ်ရှင်။အဲ့တော့ဒီမှာဈေးလေးရောင်းရင်းနဲ့အခုလိုမျိုးဆိုင်ဒီဟိုပါပေါ့နော်မေသူစီကိုလာမတ်နဲ့အမှန်လေးကို reply ပြန်ရင်းနဲ့ကျေးဇူးတင်ကြောင်းလေးလည်းပြောရင်းနဲ့ပိတ်လိုက်ပြစီရှင်ကျေးဇူးတင်ပါတယ်